ဟုတ်ကဲ့ကျွန်တော်တခါမှ live မှာဗီဒီယိုမတင်ဘူးပါဘူးဒီကတော့အရန်ကိုတင်မြန်းစိတ်ရှိနေလို့ပါခြေကနနဲ့ပတ်သက်ပြီးတော့တတိတိနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီချိန်မှာတော့အရန်တင်မြန်းစိတ်ရှိနေလို့ပါကျွန်တော်82ခုနှစ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်12ချိန်13 14 15 16 19 18 19 20 21မှာ338ဆိုတာရှိပါတယ်338ရဲ့ပေးတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်မြောက်10နှစ်မြောက်ကနေပြီးတော့ပြန်ပြီးတော့1နှစ်3 4 5 6 9 10ချိန်မြောက်မှာ139ဆိုရှိပါတယ်အဲ139ကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်5နှစ်မြောက်5နှစ်မြောက်ကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်အောက်ဆင်းလိုက်တော့968ဆိုတာတွေ့ပါတယ်အဲ့လိုပဲကျွန်တော်တို့အခုကျွန်တော်တို့ဘယ်ချိန်မှတွေ့လဲဆိုတော့2010ခုနှစ်မှာကျွန်တော်2010ခုနှစ်မှာ2010ခုနှစ်မှာ10ခုနှစ်မှာကျွန်တော်23ချိန်မှာ380ဆိုတာရှိပါတယ်အဲ့380ကနေပြီးတော့အဲ့လိုခုနလိုပဲ1 2 3 4 5 6 9 10 10နှစ်မြောက်ကျွန်တော်တို့10နှစ်မြောက်ကနေပြီးတော့1 2 3 4 5 6 9 10 10ချိန်မြောက်မှာ391ဆိုတာတွေ့ပါတယ်391ရဲ့1 2 3 4 5နှစ်မြောက်မှာ5နှစ်မြောက်မှာ1 2 3 4 5 6 9 10 11ချိန်ကျွန်တော်17ချိန်မှာအဲ့မှာ968 R ဆိုတာ986 R ဆိုတာကျွန်တော်ထိုးရမှာဖြစ်ပါတယ်အဲ့ဒါတစ် site ပါနောက်အဲ့ဒါ139 frame ပေါ့ဗျာ139ကိုမူတည်ထားပြီးတော့ကျွန်တော်တို့လုပ်တဲ့ဆွဲတဲ့ site ပါနော်ရှာထားတဲ့ site ပါအဲ့လိုပဲနောက်ထပ်139 site တစ်ခုရှိပါတယ်အဲ့ဒီ139 site နှစ်ခုပေါင်းမှသူကတစ်ခုရဲ့တနေရာထဲမှာလာပြီးတော့ထပ်ပေးထားတဲ့အတွက်ကြောင့်ပါ139ကျွန်တော်တို့ဘယ်နှစ်ခုနှစ်မှာလဲဆိုတော့2004ခုနှစ်မှာပါ2004ခုနှစ်မှာ1 2 3 4 5 6ချိန်မြောက်မှာ139ဆိုတာတွေ့တယ်139ရဲ့နောက်နှစ်မှာ1 2 3ချိန်မြောက်နောက်နှစ်အပေါ်တက်သွားတော့ခွန်51လို့တွေ့တယ်ခွန်51ရဲ့နောက်ထပ်တစ်နှစ်နှစ်နှစ်ကျော်မှာ354ဆိုတာနှစ်နှစ်ကျော်အပေါ်မှာတပင်မြောက်မှာ3နှစ်မြောက်ပေါ့အပေါ်မှာတပင်မှာ354ဆိုတာရှိတယ်အဲ့ဒီ354ကနေပြီးတော့အောက်ကိုပြန်ပြီးတော့ဆင်းမယ်1 2 3 4 5 6 9 10 11 12မှာ348ဆိုတာတွေ့ပါတယ်အဲ့348ရဲ့နောက်နှစ်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာ865လို့တွေ့တယ်အဲ့ဒီလိုပဲကိုလည်းပဲကျွန်တော်တို့အဲ့391 frame နဲ့ပဲ391ရဲ့ဘေးတစ်နှစ်3ချိန်မြောက်မှာ51ခွန်ရဲ့1 2 3နှစ်မြောက်မှာအပေါ်တစ်ချိန်တက်သွားတော့934ကနေပြန်အောက်ကိုဆင်းမယ်1 2 3 4 5 6 9 10 11 12မှာ843ဆိုတာတွေ့ပါတယ်843ကနေပြီးတော့နောက်တစ်နှစ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာအဲ့ဒီ968ကိုပဲပြန်ပြီးတော့ညွှန်းပါတယ်ဒီမှာကျွန်တော်တို့843ကနေပြီးတော့348ကနေ865ဖြစ်တယ်လို့ဒီမှာလဲ843ကနေ968ပတ်လဲထိုးရမှာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့139ဆိုတဲ့အဲ့ဒီ139အပတ်လဲ frame ကနေပြီးတော့ကျွန်တော်တို့ပို့တဲ့ site နှစ် site ကိုဒီမှာတစ် site ထဲလာပြီးတော့ကျွန်တော်တို့ထပ်နေပါတယ်968ဆိုတဲ့ခဏတစ်ပွင့်လေးကိုပဲလာထပ်ပေးပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီမှာနောက်ထပ်3996ကို frame ထားပြီးတော့ကျွန်တော်တို့ကစားပါမယ်3996ကို frame ထားဖို့အတွက်က89ခုနှစ်မှာ89ခုနှစ်မှာ1 2 3 4 5 6ပင်မြောက်မှာ940ဆိုတာရှိတယ်940ရဲ့တစ်နှစ်ကျော်နောက်တစ်နှစ်မှာကျွန်တော်တို့1 2 3 4 936ဆိုတာတွေ့မယ်အဲ936ကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ယူလိုက်မယ်1 2 3 4 5 6 9 10 9နှစ်မြောက်
အောက်ကိုတပင်ကျော်ဆင်းမယ်9နှစ်မြောက်ပြီးတော့1 2 3တပင်ကျော်ဆင်းမှာအဲ့မှာ685ဆိုတာပဲပြန်ပြီးတော့ပေးပါတယ်685ပြီးတယ်အဲ့ဒီတိုင်းပဲ685ကိုနောက်ထပ်တစ်ဆိုင်369 frame နဲ့ကျွန်တော်တို့369 frame နဲ့304ကိုတွေ့မယ်2014မှာကျွန်တော်2014မှာကျွန်တော်တို့2014 19ချိန်မြောက်မှာပေါ့304 4309အဲ့4309ကနေပြီးတော့တစ်နှစ်ကျော်မှာ1 2 3 4 369ဆိုတာရှိပါတယ်ချပေးတယ်ပို့ပေးတယ်ဒီမှာတော့ကလည်း940တစ်နှစ်ကျော်1 2 3 4ချိန်မြောက်မှာ3996အဲ့ဒီကနေပြီးတော့1 2 3 4 5 6 9 10 9နှစ်မြောက်မှာကျွန်တော်တို့9နှစ်မြောက်မှာတပင်9နှစ်မြောက်တပင်တစ်ချိန်ကျော်မှာ685ဆိုတဲ့ကောင်ပို့တယ်လို့ဒီမှာလည်းပဲ304 4369 369 369ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ကျွန်တော်369ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်မှာ9နှစ်မြောက်အောက်တစ်ချိန်ကျော်စင်968ဆိုတဲ့ပတ်လည်ကိုပဲလာပို့ပါတယ်အဲဒီ6339ကလည်းပဲ frame ကလည်းနှစ်ကပ်ပါပဲနှစ် side ပါပဲနောက်တစ် side ကကျွန်တော်နောက် frame တစ်ခုက369အပေါ်မှာပါရှိလဲဆိုတော့93ခုနှစ်မှာပါ93ခုနှစ်မှာ93ခုနှစ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်မြောက်မှာ4ခွန်ခွန်ဆိုတာရှိပါတယ်အဲ့4ခွန်ခွန်ကနေပြီးတော့မှကျွန်တော်နောက်တစ်နှစ်ကျော်မှာ1 2 3 4 5 6 9 10 11ချိန်မြောက်မှာကျွန်တော်369အဲ့လိုပဲကျွန်တော်တို့14ခုနှစ်2014ခုနှစ်မှာ2014ခုနှစ်ရဲ့1 2 3 4 5 6 9 10 11 12ချိန်မှာ4ခွန်ခွန်ဆိုတာရှိပါတယ်အဲ့4ခွန်ခွန်ကနေပြီးတော့တစ်နှစ်ကျော်1 2 3 4 5 6 9 10 10 1 2 3 4 5 6 9 10 11 12ချိန်369ဆိုတော့ frame ရှိပါတယ်။မှာ3လို့4ခွန်ခွန်ရဲ့တစ်နှစ်ကျော်မှာ1 2 3 4 5 6 9 10 11ချိန်မြောက်မှာ369တွေ့ရမှာ369နဲ့တဲ့ကျွန်တော်တို့တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်မှာ438ဆိုတာတွေ့ပါတယ်438ရဲ့နောက်တစ်နှစ်မှာအောက်တပင်ကျော်ဆင်းလိုက်မယ်685ဆိုတာပဲထပ်ညွှန်းထားပါတယ်ပို့ထားပေးပါတယ်အဲ့လိုပဲကိုကျွန်တော်တို့4ခွန်ခွန်2014မှာ4ခွန်ခွန်တွေ့ပြီအဲ့4ခွန်ခွန်ကနေနောက်တစ်နှစ်ကျော်မှာ1 2 3 4 5 6 9 10 11မှာ369 369ကနေပြီးတော့တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်မှာ483ဆိုတာပဲတွေ့ပြန်ပါတယ်အဲ့483ကနေပြီးတော့နောက်တစ်နှစ်အောက်တပင်ကျော်မှာအဲ့ဒီ986ဆိုတဲ့အားထိုးရမှာဖြစ်ပါတယ်အဲ့ဒီ986မှာဒီတစ်ခါမထိုးရင်တော့ခြေကနန်းကိုခြေကိုနားပစ်ဖို့သာကောင်းပါတော့တယ်เนาะခြေကနားပစ်ဖို့ပဲကောင်းတော့တယ်လို့တောင်းမှယူဆလို့ရပါတယ်ဒီလောက်ပို့နေတဲ့ site 2 site 319နဲ့ကျွန်တော်တို့319နဲ့က site 2 site မှာတစ် site ပဲလာထပ်တယ်လို့369 frame ကလည်းပဲ369 2 site ထဲမှာဒီမှာတစ် site ထဲပဲကျွန်တော်တို့လာပြီးတော့ထပ်နေပါတယ်အဲ့လိုထပ်နေတဲ့အတွက်ကြောင့်ထပ်တဲ့4 site စလုံးကအကုန်လုံးဟာ986ပတ်လည်ကိုပဲညွှန်းနေတဲ့အတွက်ကြောင့်ဒီ986ပတ်လည်ဟာတော့ဒီချိန်မှာမဖြစ်မနေကြရမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါကြောင့်မလို့ဒီ986ပတ်လည်မှာကျွန်တော်တို့ဒီချိန်မှာမချပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ချဲနားတဲ့တယ်လို့ယူဆလို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ပြန်ပြပါမယ်ဒီမှာအဲ့တော့338ကနေပြီးတော့319လို့ပို့တယ်319ကနေပြီးတော့ကျွန်တော်တို့ဒီမှာ968လို့ပို့တယ်အဲ့လိုပဲ380 391ပြီးတော့986နောက်တစ်ခါအဲ့319 frame က319ရော991 354နောက်တစ်ခါကျတော့348 865လို့ပို့တယ်အဲ့လိုပဲဒီမှာလည်းပဲ319 frame က319ခွန်9ခွန်934ကျွန်တော်တို့ပြီးလို့ရှိရင်483 568လို့ပဲညွှန်ပါတယ်အဲ့လိုနောက်တစ်ခါ
3969 frame ကနေပြီးတော့ပို့မယ်ဆိုရင်394940 936ပြီးရင်685လို့ထပ်ညွှန်းတယ်အဲ့လိုပဲကျွန်တော်တို့ဒီဘက်မှာလည်း4339 3969 685လို့ညွှန်းတဲ့တစ် frame နောက်တစ်ခါ3969 frame တစ် site က3969ရဲ့အထက်မှာ400ကနေပြီးတော့3969ပို့တယ်3969နဲ့တန်းနဲ့483လို့ပို့တယ်483ကနေပြီးတော့685 658လို့ပို့တယ်အဲ့လိုပဲဒီမှာ400ကနေတစ်နှစ်ကျော်မှာ3969လို့ပို့တယ်3969နဲ့တန်းနဲ့မှာ483လို့ပို့တယ်483လို့ပို့ပြီးတော့86ပတ်လေဒါမှမထွက်ရင်တော့ကျွန်တော်တို့ချဲကိုနားမယ်ဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်အရန်ကိုတင်ញင်စိတ်တွေရှိနေလို့ပါကျွန်တော်မှာတမိုင်းကြောင်းတွေရှိပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်အဲ့ဒီလိုတင်ရတဲ့ဖြစ်ခဲ့မှုတဲ့တမိုင်းကြောင်းလေးတွေကိုကျွန်တော်တင်ပေးပါမယ်